Hallelujah အလုံးမင်္ဂလာပါပြတ်ခင်ငိမ့်တဲ့ချင်းအလုံးပေါ်မှာတက်ရောက်ပါစေဒီနေ့မှာ worship night မှာအလုံးကိုကြိုဆိုပါတယ်ကျွန်တော်နဲ့အတူဒီနေ့မှာအသက်ရှင်သောဘုရားခင်ကိုကိုးကွယ်ဖို့အတွက်ယေရှုနာမ၌တည်နေတဲ့မိသားစုကိုကျွန်တော်တို့နေပြီးတော့ worship center ကနေပြီးတော့မှလိုက်လဲစွာကြိုဆိုပါတယ်ကျွန်တော်ဒီချိန်မှာအစာပြုပြီးတော့မှကျွန်တော်ဘုရားနဲ့နဖူးတွေ့ဒူးတွေ့ရမယ့်ချိန်ဖြစ်ပါတယ်မျက်မှောက်တော်ထဲမှာစီးဆင်းလာတဲ့သူ့ရဲ့အောဘွယ်တို့ထိချင်းကိုဒီနေ့မှာဘုရားရဲ့ manifestation ဒီနေ့ခံစားဖို့အတွက်အလုံးကိုယေရှုနာမနဲ့ကြိုဆိုပါတယ်ကျွန်တော်အစာပြုဖို့အတွက်ဂျမ်ပိုက်ကိုဖတ်ပေးဖို့ဆရာမကိုခေါ်ပါတယ်95ခုမြောက်သောစာလံပိုင်းငယ်6လာကြပြည့်ဝ၍ကိုးကွယ်ကြကုန်အံ့ငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၏ရှေ့တော်၌ဒူးထောက်ကြကုန်အံ့ Amen 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 Hallelujah ဒီချိန်မှာကျွန်တော်ဆက်လက်ကိုးကွယ်ကြရအောင်တန်ရှင်တော်ဝိညာဉ်ဘုရားကိုရောကိုကြိုဆိုပါတယ်ဖာကိုရောမျက်မှောက်တော်နဲ့အိန္ဒိယတွေလွှမ်းခြုံပေးပါတယောက်ချင်းစီတတ်တာထဲမှာဖဖျားသခင်ရဲ့အရှိန်ဟုန်ပြင်းစွာကိုရောရဲ့မျက်မှောက်တော်ဒီဖဖျားသခင်သူ့ထီလဲလွှမ်းခြုံပေးပါမယ်ကြောင့်ဆုတောင်းတယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရောကိုကြိုဆိုပါတယ်ဟာလေလုယာအလုံးကိုကြရအောင်အိုးတန်ရှင်တော်ဘုရားသခင်ကိုရောကိုချီးမြှောက်ပါ၏ချီးမြှောက်ပါ၏ဖာကိုရောတပါဒါလည်းကျွန်တော်ကိုကိုယ်ချင်းခံတိုက်တော်ဖရာကိုရောတပါဒါလည်းချီးမွမ်းဖို့ရထိုက်တန်တော်ဖရာသခင်ချီးမွမ်းကိုကိုယ်ပါ၏ဖာကို
မြောက်ခြင်းတွေကြမ်းမာခြင်းတွေလွတ်မြောက်ခြင်းတွေကြမ်းမာခြင်းတွေပြည့်စုံရာ Come on ဝမ်းမြောက်ခြင်းနဲ့ပြည့်တဲ့နေရာစေခေရမူလာလာကောင်းချီးမင်္ဂလာရှမ်းလန်းနေအောင်စီစင်တဲ့နေရာမြတ်မောင်တော်သာရောမြတ်မောင်၌ဝမ်းမြောက်ခြင်းကြမ်းမာခြင်းလူမြောက်ခြင်းတွေပြည့်ဝတယ်ပြီးပါတယ်ကိုရောထဲနိုင်ပြည်စုံတယ်ကိုရောထဲနိုင်ပြည်စုံတယ်ဝမ်းမြောက်ခြင်းကြမ်းမာခြင်းလွတ်မြောက်ခြင်းနဲ့ပြည်တဲ့နေရာပြည်စုံတဲ့နေရာပြီးွားတဲ့နေရာမြတ်မောင်တော်တဲ့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 မှာဝမ်းမြောက်ခြင်းတွေလွတ်မြောက်ခြင်းတွေကြမ်းမာခြင်းတွေပြည့်စုံတဲ့နေရာကြမ်းမာခြင်းတွေပြည့်စုံတဲ့နေရာဆုံးခြင်းရှိတဲ့နေရာကိုရောမြတ်မောင်၌ဝမ်းမြောက်ခြင်းတွေအပြည့်ရှိနေစိတ်ချမ်းသာကကိုချမ်းမာတာဝိညာဉ်လန်းဆန်းလို့ပြုရာကိုရောမြတ်မောင်၌လွတ်မြောက်ခြင်းတွေပြည့်ဆုံးတဲ့နေရာ
တဲ့နေရာဒီဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကြမ်းမာခြင်းရှိတဲ့နေရာဖြစ်ပါတယ်ယူပါရုံရတဲ့နေရာဖြစ်ပါတယ်ထိုဘုရားသခင်ရဲ့မျက်မှောက်တော်ရှိနေတဲ့နေရာဒီကြမ်းမာခြင်းရတဲ့နေရာဖြစ်ပါတယ်ယူပါရုံတို့ရတဲ့နေရာဖြစ်ပါတယ်အတိတော်ဖွင့်ပြခြင်းတို့ရတဲ့နေရာဖြစ်ပါတယ်ဘုရားကိုယေရှုတည်းနဲ့ပါဆွဲဆောင်ကိုတော်ရဲ့မျက်မှောက်တော်ကကျွန်တော်အားဆွဲဆောင်တယ်ရာရာတွေထဲပူပြီးတော့ဆွဲလန်းဆုံးပါပဲဝိညာဉ်မှာလွမ်းဆွဆုံးရာကိုတော်မျက်မှောက်တော်ပဲချင်တာကိုတော်မျက်မှောက်တော်ပဲဆိုပါဦးချာတော်ရဲ့မှာရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မှာရှိနေတဲ့တည်းရဲ့ကကျွန်တော်တို့တာ၍ကောင်းချာတော်ရဲ့မှာရှိနေတဲ့ရဲ့တောင်းဆွဲဆောင်တယ်ကိုတော်ရဲ့မျက်မှောက်တော်ကကျွန်တော်အားဆွဲဆောင်တယ်ရာရာတွေတဲ့ကိုပြီးဆွဲလန်းဆုံးရာဝိညာဉ်မှာလွန်ဆွဲဆုံးရာရှိနေခြင်းကအိမ်တော်မှာရှိနေခြင်းကတာ၍ကောင်းနေတာ၍ကောင်းနေတာ၍ကောင်းနေအခြားသောရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မှာရှိနေတဲ့ရဲ့ကကျွန်တော်တာ၍အခြားသောရဲ့မရှိနေခြင်းက
တာ၍ကောင်းတယ်ကောင်းစွာတော်ရာအချာတော်ရဲ့မရှိနေတဲ့ရဲ့တထတဲ့အိမ်တော်မရှိနေတဲ့တည်းရဲ့ကကျွန်တော်တို့တာ၍အချာတော်ရဲ့မရှိနေတဲ့အချာတော်ရဲ့မရှိနေတဲ့ရဲ့အိမ်တော်မရှိနေတဲ့တည်းရဲ့ရှိနေတဲ့တရက်ကကျွန်တော်တို့တာ၍ကောင်းသည်ချာတော်ရဲ့နာအချာတော်ရဲ့မရှိနေတဲ့ရဲ့တထောင်တဲ့အိမ်တော်မရှိနေတဲ့တရက်ကကျွန်တော်တို့တာ၍ကောင်းသည်ချာတော်ရဲ့အချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မှာရှိနေတဲ့တရက်ကကျွန်တော်တို့တာ၍ကောင်းနေချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မှာရှိနေတဲ့တရက်ကကျွန်တော်တို့တာ၍ကောင်းသည်မရှိနေတဲ့ရဲ့တထောင်တဲ့အိမ်တော်မရှိနေတဲ့တရက်ကကျွန်တော်တို့တာ၍ကောင်းသည်တာ၍ကောင်းသည်တာ၍ကောင်းသည်ကျွန်တော်ဝိညာဉ်ဘဝတာ၍ကောင်းသည်တာ၍ကောင်းသည်အ
တော်နေရာမှာနေရတဲ့ရက်တစ်ထောင်ချဲကိုရောနဲ့နေခြင်းရက်တစ်ရက်ကကျွန်တော်တို့ပို့ပြီးသာရွေ့တန်ဖို့ရှိတယ်တာရွေ့အဓိပ္ပာယ်ရှိတယ်ကိုရောမျက်မှောက်တော်နဲ့သာသမီများကိုရောလွှမ်းခြုံပေးပါကိုရောမျက်မှောက်တော်နဲ့ကျွန်တော်အမြဲတမ်းလွှမ်းခြုံပေးပါကိုရောကောင်းကင်နိုင်ငံရဲ့လွတ်မြောက်ခြင်း atmosphere ဖပါဗျာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့အထူးရှိခြင်း hallelujah hallelujah မိသားစုပေါ်တို့တက်ရောက်စေပါမိသားစုပေါ်တို့တက်ရောက်စေပါအသင်းတော်ပေါ်တို့တက်ရောက်စေပါဖာကိုရောတလည်းကျွန်တော်ရဲ့ရာအလုံးကိုရောတလည်းကျွန်တော်ရဲ့ရာအလုံးဖြစ်ပါတယ်ကိုရောအခြားသောနေရာမှာအချိန်ကုန်နေရာချင်းတဲ့ကိုရောနဲ့တာ၍ရင်းနှီးခြင်းဒီကျွန်တော်တာ၍လူချင်းပါတယ်ကိုရောအခြားသောရာမှာကျွန်တော်နေရာချင်းတဲ့ကိုရောနဲ့နေချင်းကိုရောနဲ့အနီးဆုံးကိုရောနဲ့အနီးဆုံးတို့တာ၍ပို့ဆောင်ဆွဲခေါ်ပါနဲ့တိုင်းကိုရောရဲ့ကယူနာတွေနဲ့ဖဖျားသခင်ကိုရောရဲ့စကားတန်တွေနဲ့မြေတမ်းကျွန်တော်ကိုပို့ဆောင်ပေးပါကိုရောမပါရင်ကျွန်တော်ဒီအတိတ်ပဲမဲ့တော့ဘဝဖြစ်တဲ့ကိုရောအတူမရှိရင်ကျွန်တော်ဒီအတိတ်ပဲမဲ့တဲ့ဘဝမှာရှောင်လာနေတဲ့သူဖြစ်တဲ့ကိုရောယနေ့မှနေနဲ့ညအချိန်နဲ့စက္ကန့်တိုင်းမှာကိုရောသားလည်းကျွန်တော်ရဲ့အုပ်စုတော်သူဖြစ်တယ်ကိုရောသားလည်းကျွန်တော်ရဲ့အရာခတ်သိမ်းဖြစ်တယ်ကိုရောသားလည်းကျွန်တော်ရဲ့အရာဖြစ်ပါတယ်ကိုရောဖဖျားခင်ဖြစ်ပါကျွန်တော်ရဲ့အသက်ရှင်ခြင်းကျွန်တော်ရဲ့အသက်ရှင်ခြင်းအရင်မြစ်ကိုယ်တော်လာဖြစ်ပါတယ်ဖခင်။အိုးကျွန်တော်ရဲ့မိသားစုအိုးအသက်ရှင်ခြင်းကိုယ်တော်လည်းအရင်မြစ်ဖြစ်ပါတယ်ကိုရော။ယနေ့ထိကိုယ်တော်ဖခင်ကိုကိုးကွယ်နိုင်ရတဲ့ခွင့်တော်ယေရှုတဲ့နဲ့ကိုရော။ယနေ့ထိကိုယ်တော်ကိုချီးမွမ်းနိုင်ရတဲ့ခွင့်တော်ယေရှုတဲ့နဲ့ပါ။ကိုယ်တော်ပေးတဲ့အသက်နဲ့ဖခင်ကိုယ်တော်ကိုပြန်လဲချီးမွမ်းနိုင်ရလို့ကိုယ်တော်ကိုယေရှုတဲ့နဲ့ခတ်သိမ်းတော်မူရတော်မှာကိုယ်တော်ကိုချီးမြှောက်ပါတယ်။ဝိညာဉ်တော်ဖခင်ကိုယ်တော်ကိုသိယေရှုတဲ့နဲ့တန်ရှင်တော်ဖခင်ကိုယ်တော်ကိုသိယေရှုတဲ့နဲ့ဒီနေ့ဖခင်ရဲ့မျက်မှောက်တော်နဲ့လွှမ်းခြုံပေးခြင်းတော်ကိုယ်တော်ကိုယေရှုတဲ့နဲ့ယနေ့ပုံကြည်ခြင်းကိုယ်ကွယ်ခြင်းအလုံးစုံချီးမြှောက်ခြင်းလုံးစုံခံထိုက်တော်တပါးတော်ဖခင်ကိုယ်တော်သားလည်းဖြစ်ပါတယ်။ယခတ်တင်တို့ရဲ့ထက်မှာကိုယ်တော်ကိုချီးမြှောက်လဲယေရှုနာမ၌သူတို့ကိုကွယ်လဲဂုဏ်ပြုလဲချီးမွမ်းကိုယ်ကွယ်ကြပါရဖခင်။အာမင်။အရောက်ချင်းစတဲ့ပုံမှာဖခင်ကောင်းချီးပေးပါစေ။အာမင် God bless you